လေးငယ်လေးဟာရေတောက်ဖို့ကြိုးစားတဲ့အခါလက်ထဲကနေချောထွက်ပြီးတကူလုံးဆူရွှဲသွားတဲ့အေးခဲမုံလေးတစ်ခုကိုကောက်ကင်လိုက်ကန်တော့လေမြေကြီးပေါ်ကိုတန်းတနေပြုတ်ကျသွားပြန်ရောသုံးမြောက်ကိုဘလောက်လဲဆိုတဲ့မေးခွန်းကိုမြင်တဲ့အခါမှာတော့သူကယုံကြည်မှုအပြည့်နဲ့သုံးလို့ဖြေတိုင်းမိတယ်အမက်ကတော့ဇီးရိုးရတာပေါ့အဖေဖြစ်သူကဒေါသတကြီးနဲ့သူ့ဘားကိုရိုက်ချလိုက်ပေမဲ့သူနာရဲလို့တော့မခံစားရပဲပြုံးနေခဲ့တယ်ပြီးတော့အပြင်ကိုပြေးထွက်သွားပြီးသူညရဲ့အပြေနဲ့သူ့ရဲ့စာအုပ်ကိုလမ်းဘေးကွေးရီရှိပြစ်ချပေးလိုက်တော့တယ်အဲဒီနေ့မှာပဲဆီယာမကသူ့ကိုစာပြေရေးခိုင်းတဲ့အခါသူကစာလုံးတွေကပခုန်နေကြတယ်လို့ပြောလိုက်တယ်ဆီယာမကသူနောက်နေတယ်လို့ပဲထင်ခဲ့တာပေါ့ခန်းလုံးကလည်းသူ့ကိုဝိုင်းရကြတယ်ဒါပေမဲ့သူတကယ်ပြောနေတာပါသူ့ရဲ့ကဘာထဲမှာတော့စာဖက်ရခက်ခဲတဲ့ဝေဒနာရှိနေတာကြောင့်ပနန်းစာလုံးတွေကတကယ်ကိုဟိုဒီကခုန်နေကြတာပါဒါကိုသူ့မိဘတွေကနားမလည်ခဲ့ကြဘူးသူ့ကိုညှဉ်းထိုင်းတဲ့ကလေးလိုပဲအထေရတဲ့မှတ်ယူခဲ့ကြတယ်အဖေဖြစ်သူကစိတ်တူတူနဲ့သူ့ကိုចောင်းဆောင်ကိုပုတ်ပစ်လိုက်ပါတော့တယ်မိသားစုဝင်တွေသူ့ကိုထားပြပြီးပြန်သွားကြတာကိုကြည့်ရင်သူရှိုက်ကြီးတင်ငူကျွေးနေခဲ့မိတယ်ညဘက်ရောက်လို့တခြားကလေးတွေအိပ်ပျော်နေချိန်မှာတော့သူဟာရေချိုးခန်းထဲမှာတယောက်ခဲပုံအောင်ရင်စီကြလာတဲ့မျက်ရည်တွေကိုအေးဆက်တဲ့ရေတွေနဲ့စီကျုံနေခဲ့ရရှာတယ်အတန်းထဲမှာလည်းအတန်းဖော်တွေကသူ့ကိုအမြဲလိုဝိုင်းပြီးဖြောင်းပြောင်းနေကြတော့ပဲပေါ့ကျောင်းသားဆရာတွေကလည်းသူ့ကိုလစ်လျူရှုထားကြသလိုစုပူချင်းမောင်းတာတွေညီဖြူခဲနဲ့ပေါက်တာတွေအထီတောင်လုပ်ခဲ့ကြတယ်သူ့ရဲ့စိတ်တက်လေးဟာအတွင်းပိုင်းကနေတဖြည်းဖြည်းနဲ့စိတ်မှွာကျိုးပဲနေခဲ့ရရှာတာပေါ့ဒါပေမဲ့ဒီနေ့မှာတော့ဆရာအစ်စ်တယောက်ရောက်လာခဲ့တယ်အဲဒီဆရာကအတန်းထဲမှာတချင်းတွေဆိုကခုန်ပြီးတင်ကြားပေးတာကြောင့်ကျောင်းသားအားလုံးကသူ့ကိုခဏချင်းမှာပဲသဘောကျသွားကြတယ်တရက်မှာတော့ဆရာကကျောင်းသားတိုင်းကိုစာရွက်အလုပ်တရက်စီဝေပေးပြီးကိုကျိုင်းနှစ်တရားတစ်ခုခုကိုဆွဲခိုင်းခဲ့တယ်ကလေးတိုင်းကပုံဆွဲနေကြပေမဲ့ဒီကလေးလေးရဲ့စာရွက်ကတော့ဗလာတိုင်းဖြစ်နေခဲ့တယ်ဆရာကဒါကိုသတိထားမိပေမဲ့သူ့ကိုမစူခဲ့ပါဘူးနောက်တစ်နေ့မှာတော့ဆရာဟာအတန်းပေါ်တယောက်ကိုနင်းနှင်းကြည့်ရင်းကနေနောက်ဆုံးမှာအမှန်တရားကိုသိရှိသွားခဲ့ရတယ်အဲ့ဒါကတော့ဒီကလေးလေးဟာစာဖက်ရခက်ခဲတဲ့ဝေဒနာခံစားနေရတယ်ဆိုတာပါပဲအဲ့ဒီနေ့မှာပဲဆရာကအတန်းထဲမှာပုံမြင်တစ်ပုဒ်ပြောပြခဲ့တယ်အဲ့ဒီပုံမြင်တွေကကလေးလေးဟာစာသင်ရတာကိုအရန်မုန်းတီးပြီးသူ့ရဲ့စာအုပ်တွေကိုဆွဲပြက်ခဲတဲ့တွေကိုလည်းချုပ်ပြစ်လေးရှိရတဲ့ဆရာကဒီကလေးကဘာလို့ဖြစ်မလဲမင်းတို့ထင်တယ်လေလို့မေးလိုက်တဲ့အခါတခန်းလုံးကရေမောကြတာပေါ့ကလေးငယ်လေးကတော့ဒီပုံမြင်ဟာသူ့เจ้าကိုပြောနေတာလို့ထင်ပြီးကျောင်းကန်တကြားနဲ့နေသက်နေခဲ့တယ်ဒါပေမဲ့ဆရာပေးလိုက်တဲ့ဖြေကတော့အိုင်းစတိုင်းနဲ့လေသူလည်းအံ့ဩသွားတာပေါ့ဆရာကဆက်ပြီးတချို့လူတွေကလောကကြီးကိုတခြားသူတွေနဲ့မတူပဲထူးခြားတဲ့အမြင်နဲ့ကြည့်တတ်ကြတယ်အဲ့ဒါဟာလည်းပါရမီတစ်မျိုးပဲလို့ပြောခဲ့ပါတယ်ကလေးလေးဟာဆရာစကားကိုတိတိကျကျနားထောင်ရင်းနဲ့နောက်ဆုံးမှာတော့ပြောနိုင်ခဲ့ပြီပေါ့အဲ့ဒီနေ့ကစပြီးဆရာဟာသူ့ကိုနေတိုင်းပုံဆွဲတာတွေစာရေးတာတွေကိုအနီးကပ်တင်ကြားပေးပြီးကူညီပေးခဲ့ပါတော့တယ်ကလေးငယ်လေးဟာစာသုံးနှင်းငယ်ကိုတဖြည်းဖြည်းနဲ့စတင်သိလာနိုင်ခဲ့တယ်လို့စတင်ပြုံးလာနိုင်ခဲ့တယ်ဆရာကသူ့ကိုပကြီးပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်နိုင်ဖို့ကျောင်းကြီးစီမှာတောင်ထောက်ခံပေးခဲ့ပါသေးတယ်သူဟာအစွမ်းကုန်ကြိုးစားခဲ့ပြီးအရန်နာပတဲ့ပကြီးကားတစ်ချက်ကိုဖန်တီးခဲ့တာပေါ့နောက်ဆုံးမှာတော့သူဟာပထမဆုကိုရရှိခဲ့ပြီးတကြောင်လုံးကကျောင်းသားတွေရဲ့လက်ခုပ်တံတွေကြားမှာဂုံယူဝင်းကြွားစွာရပ်နေနိုင်ခဲ့ပြီလေသူဟာသူ့ရဲ့ဆရာကိုလည်းတင်းတင်းကြပ်ကြပ်ဖတ်ထားခဲ့မိတယ်အဲဒီဆရာဟာသူ့ဘဝတစ်ခုလုံးကိုပြောင်းလဲပေးခဲ့တာပါဒါကြောင့်လေအခွင့်အရေးတစ်ခုဆုံးရှုံးသွားတိုင်းနောက်ထပ်အခွင့်အရေးတစ်ခုအမြဲပေါ်လာတဲ့စနစ်ပါ